နေပြီးထားပါကြိုက်ပါလေဆရာဟုတ်ကဲ့ပါကြိုက်ရင်ကစားပါမိတ်ဆွေတို့နော်နောက်ထပ်လာမယ့် site လေး site ကိုကျွန်တော်ဆက်ပြီးပြမယ်နောက်ထပ်လာမယ့် site လေး site ကိုဆက်ပြမယ်အားလုံးပဲ like လက်မလေးမနေ့ကတင်နေထားပါထိတ် site လေးတွေပေါ့နော်ကျွန်တော်ဆက်ပြီးပြမယ်ထိတ် site လေးကျွန်တော်ပြမယ်အားလုံးက like လက်မလေးနှိပ်ပြီးယူသွားပါ share နိုင်တဲ့ကိုဒီမတွေက share ပါမ share နိုင်တဲ့ကိုဒီမတွေက like လက်မလေးနှိပ်ထားပါနော်အဲ့83ခုနောက်ကကျွန်တော်ရွေးပေးခဲ့တယ်ပေါ့နော်831ချင်းကိုမှ83ဒီလာမယ်ဆိုထိတ်စီအဲ့ဒီထဲမှာကျွန်တော်ထိတ်စီတစ်လုံးထပ်ပြီးရွေးပေးမယ် site ရ site ရပဲနော် site ရပဲထပ်ပြီးတော့ရွေးပေးမယ်83တေးတယ်83မတေးရင်ခင်ဗျားတေးပေးမလားလို့မေးမယ်နော်ဟုတ်ပြီလားနော်အများကြီးမပြောချင်ဘူးတိတ်ပြီးတော့ဟုတ်ပြီလားတိတ်အချိန်မရှိဘူးဗျာနော်ဆက်သွားမယ်မိတ်ဆွေများဟောဒီက9နှလုံးပေါင်းချင်းဒီ3ညောက်တပင်ကျော်က9နဲ့ပေါင်း3လုံးပေါင်းချင်းကျွန်တော်တို့9ကြောက်မလို့အဲ့9ကို9လို့ပြန်ခြေပါတဲ့ဘလို့9မှလဲဆိုတော့ဟောဒီကခွန်9နှလုံးပေါင်းချင်းဒီ6နော်6ကိုကျွန်တော်တို့ဒီ9ကိုကျွန်တော်9နှက်ခတ်3လို့ခြေပါမယ်9နှက်ခတ်3လို့ဖြုတ်တော့ဒီမှာခွန်9နှလုံးပေါင်း6ကို3ပြောင်းလို့ဆိုရင်9နဲ့ဒီထိပ်စီနော်အဲ့လို comment တွေပောက်ခဲ့ရလာမှတော့ဒီကအလုပ်လုပ်ရတာကြီးနော်အနောက်ရှက်တွေဖြစ်တယ်အများကြီးနော်စက်ကြည့်မယ်မိတ်ဆွေများနော်ပေါက်ဘူးလားဆိုတော့ငါအများကြီးမပြောတော့ပေါက်ဘူးလားဆိုရင်ငါလူတွေကိုမေးကြည့်လိုက်နော်မနက်စီးကဘယ်လောက်ရတယ်ဘယ်လောက်ဘူးပေါက်တယ်ဆိုတော့ငါလူတွေပဲမေးကြည့်လိုက်တော့ငါ့အောင်ပြောနေတော့နော်ငါ့အောင်တော့မပြောနေတော့အားလူတွေကိုပဲတစ်ချက်လောက်မေးကြည့်လိုက်ပြီနော်မနက်စီးကဘယ်လောက်ရတယ်ဆိုတော့ငါလူတွေပဲတစ်ချက်လောက်မေးကြည့်လိုက်နော်ဒီမှာဒါမျိုးရတာနော်မြောင်ကြည့်ပေါက်ဘူးလားလို့မေးနေတဲ့လူတွေနော်မှန်ဘူးလားဆိုတော့မေးနေတဲ့လူတွေကြည့်အားလေးကိုကြည့်ပြီနော်ဟုတ်ပြီလားနော်တိတ်အများကြီးမပြောလို့နော်တစ်ကိုမိန်းခွက်နဲ့အောင်ခဲ့တာနော်မင်းတို့ပြန်မေးလိုက်မယ်မင်းတို့အဲ့လိုပေါက်ဘူးလားလို့ပြန်မေးလိုက်မယ်နော်ဒီ3လုံးပေါင်းချင်း9ကြောင်9နှက်ခတ်3ပြောင်းလို့ဟောဒီ3လုံးပေါင်းချင်း3လို့ချီတော့ခွန်ဒီထိပ်စီဒါဆိုဟောဒီမှာ16ကဲဟောဒီက4ရဲ့3လုံးပေါင်းချင်းကျွန်တော်1ကြောင်မလို့1နှက်ခတ်ဒီ8ပါအဲ့1နှက်က8ပြောင်းလို့ဆိုရင်ဟောဒီက3နှစ်နှလုံးပေါင်းချင်းဒီ9ကိုကျွန်တော်8ပြောင်းလို့ဆို3ဒီထိပ်စီ